Hello မင်္ဂလာပါဗျာလက်ကကူမှာတက်တာသွားတဲ့အတွက်ကြောင့်မို့လို့စားချင်ညာလေးတွေလုပ်ပြီးတော့စားပြပါတယ်ဒါကတော့ချက်ကားဟင်းလေးပါဒါကတော့ငါးဟင်းခရမ်းကြီးရယ်ကိုစရာရယ်ကငင်းကြီးစားရေးရှင်ရယ်အပီးချက်ကစားမှဖြစ်ပါတယ်ဗျာအဓိကကျွန်တော်ကတော့လေငပီးရယ်ကိုစရာရယ်စားရတာကိုရမ်းသဘောကျအဲ့လိုအကားငါးကြတော့အများကြီးမစားဘူးငင်းလောက်ပဲစားအဓိကကဒီငပီးချက်ကိုစရာတို့အဲ့လိုမျိုးပါတယ်ဟင်းဆိုရင်အရင်စားဒါတော့ငပီးချက်ရမ်းကောင်းမွေးပါပဲအဲ့လိုသမီးငယ်မှာအဲ့လိုငဲတာငပီးချက်ကိုအဲ့လိုငဲโอ้ကောင်းလို့ဒါတော့ကငင်းကြီးโอ้မွေးပါပဲဒါတော့ကကဲရှင်အဲ့လိုမျိုးအများကြီးပဲအဲ့လိုမျိုးကိုရတာကြက်โอ้ရောကောเป็นไงดิကောင်းအဲ့လိုမျိုးကိုယ်စားတကယ်ကင်းစားလာရမ်းမင်းစားဖို့လည်းဝင်စားကြပါဦး